ဒီလူတွေဟာလမ်းမပေါ်ကိုပြုတ်ကျလာနိုင်တဲ့အန္တရာယ်ရှိတဲ့ကြောက်တုံးကြီးတွေကိုတဘာဝအတိုင်းအလိုလိုပြုတ်မကျလာခင်ကြိုတင်နှုံးချပေးရသူတွေဖြစ်ပါတယ်။ဒီလုပ်ကိုလုပ်ကင်သူတွေကိုတော့တရားဝင်ခေါ်ဝေါ်ရလူကထိတ်ခဲလို့ခေါ်ဆိုကြပါတယ်။သူတို့ဟာပြစ်မှတ်ကြောက်တုံးကိုတွေ့ပြီဆိုတာနဲ့တန်တူးရင်းတွေကိုတုံးပြီးတဖြည်းဖြည်းချင်းလန်ထုတ်တာမျိုးဒါမှမဟုတ်ဟိုက်ဂျောလစ်ဆက်တွေကိုတုံးပြီးအောက်ဘက်မြေပြင်ပေါ်ကိုတွန်းချပစ်လေးရှိပါတယ်။ဒီလိုလှုပ်ဆောင်နေချိန်မှာတော့လမ်းမကြီးကိုဘေးကင်းအောင်ခစ်တပိတ်ထားရပါတယ်။ဒီနေ့မှာခိုင်မာနေတယ်လို့ထင်ရတဲ့ကြောက်တုံးကြီးတွေဟာမနှက်ဖြန်မှာတော့အသက်အန္တရာယ်ပေးနိုင်တဲ့တေမင်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ကြောက်တုံးတွေသူ့လိုပြုတ်ကျလာပြီးတန်ဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေဖို့အတွက်အခုလိုမျိုးကြိုတင်နှုံးချပြီးအခြေအနေကိုထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။သူဟာအိမ်တလုံးကိုငှားရမ်းပြီးပြန်လည်ပြင်ဆင်ဖို့လုပ်တဲ့အခါမှာအိမ်ရဲ့နံရံထဲမှာဝတ်ထားတဲ့ငွေမြောက်များကိုမထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ်။အဲ့ဒီထဲမှာတင်ကားပြားတွေရော$9တန်$10တန်နဲ့$20တန်ငွေစက္ကူတွေပါဝင်ပြီးစုစုပေါင်းဆိုရင်$1000ချီရှိနိုင်ပါတယ်။ကိုမန့်ရေးသူတွေကသူရရှိတဲ့ငွေပမာဏဘယ်လောက်လဲဆိုတာထုတ်ဖော်ပြောပြဖို့တောင်းဆိုခဲ့ကြပေမဲ့အပတ်ပေါင်းများစွာကြာတဲ့အထိသူကဘာမှထုတ်မပြောခဲ့ပါဘူး။ဒါပေမဲ့နံရံထဲကနေသူထုတ်ယူလိုက်တဲ့ငွေတွေဟာဆေးတုပ်ပုံးတစ်ပုံးစာပြည့်လိုနီးပါးများပြားလာတာကိုတော့ဗီဒီယိုထဲမှာရိုက်ပြခဲ့ပါတယ်။ဒါအပြင်အဲ့ဒီထဲမှာရှေးဟောင်းတင်ကားပြအချို့လည်းပါဝင်နေပြီးတပြားကိုမြန်မာငွေသိန်းချီဘတ်2000ခန့်အထိဈေးကောင်းရနိုင်တဲ့အဖိုးတန်ပစ္စည်းတွေလည်းဖြစ်နေပါတယ်